Hello အားလုံးပဲမင်္ဂလာပါလို့ဒီကနေ့နှုတ်ခွန်းဆက်တာချင်ပါတယ်ပြည်တွင်ပြည်ပမှာရှိသောယုံကြည်သူတွေလူငယ်တွေလူကြီးတွေကလေးတွေမှာစာပေါ်တော့ကျွန်တော်အနည်းငယ်ခွန်အားပေးချင်ပါတယ်အချီးပြုကျမ်းပိုက်ကတော့ရှင်ယောဟန်ခရစ်ဝင်ချအခန်းကြီးနှစ်အပိုင်ငယ်ခုနှစ်ကနေပြီးမှအငယ်30အထိဖြစ်ပါတယ်အဲ့ဒါကတော့တခင်ယေရှုရဲ့ပရမဆုံးနမိတ်လက္ခဏာပြုခဲ့သောအရှာအဖြစ်ဒီနေ့ယုံကြည်သူတွေကိုခေါ်အားပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခါတလေကျွန်တော်တို့တာထဲမှာမြောင်လင်းချင်မဲ့သွားတယ်လို့ခံစားတတ်တယ်။တခါတလေအသက်တာထဲမှာအားကိုးရမရှိဘူးလို့ခံစားတတ်တယ်။တခါတလေအသက်တာထဲမှာဘာလို့ရမှန်းဘာကရမှန်းမသိဘဲနဲ့လမ်းပြော့တယ်လို့ကျွန်တော်တခါတလေထင်တတ်ကြတယ်။ကြာပြီမဲ့ဒီနေ့ဒီနှုတ်ကပတ်တော်နားထောင်ပြီးတဲ့နောက်ပိုင်းမိတ်ဆွေအသက်တာထဲမှာထူးခြားမှုတွေမိတ်ဆွေအသက်တာထဲမှာအောဖွယ်တွေမိတ်ဆွေအသက်တာထဲမှာယူပါယုံအတိတ်တွေတော်လကောင်းမိတ်ဆွေအသက်တာထဲမှာအကျဉ်အငြင်းအတိတ်ဒီဖျားကပြန်ဆင်ပြီးမှဖြစ်ပါတယ်တနည်းတော့ခါဒီနေ့ကာနာမြို့မှာရှိတဲ့အမျိုးသားတယောက်ကမင်္ဂလာဆောင်ပွဲကျင်းပါတယ်သူနေရာမှာယေရှုလည်းရောက်လာတယ်သူတပည့်တွေနဲ့သူကတော့မင်္ဂလာဆောင်ဖို့အလို့ငါသူတို့ရဲ့ဂျူးလူမျိုးတွေရဲ့ထုံတန်းစင်လာရအတိုင်းပြင်ဆင်တယ်မင်္ဂလာဆောင်ပွဲလာမယ်လူတို့အစားတော့ပြင်ဆင်တယ်သူနေလကောင်းမဲ့သူတို့တောက်ဖို့စပစ်ကြီးတွေပြင်ဆင်ခဲ့တယ်ဒါပေမဲ့တကယ်တော့မင်္ဂလာဆောင်တဲ့အခါမှာသူထင်ထားတဲ့အရာထက်လာတဲ့ပွဲအုပ်မှာလာတဲ့မင်္ဂလာဆောင်ပွဲမှာလာတဲ့ပြိတ္တတွေများလာတဲ့အခါမှာသူပြင်ဆင်ထားတဲ့အရာဖြစ်တဲ့စပစ်ကြီးမလုံလောက်တော့တဲ့အချိန်မှာယေရှုခရစ်တော်ပြုခဲ့တဲ့အမှုအတိတ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးချင်ပါတယ်ခေါ်အားပေးချင်ပါတယ်ဆိုတော့ကောင်းစဉ်ကတော့တုံညက်ဘဝကနေပြီးမှhero ပေါ့နော် zero to hero တုံညက်ဘဝကနေဘာမှမရှိတဲ့ဘဝကနေအကောင်းဆုံးသောအရာလို့ပေါ့နော်အောင်မြင်တော်သူအဲ့လိုပေါ့နော်ဆိုတော့ဒီနေရာမှာကချီးတဲ့ခါမှာတရုတ်သားကတော့အတကုံးပြင်ဆင်တဲ့သို့တော်လူတွေလျှောက်လာတဲ့ခါမှာမင်္ဂလာဆောင်မှာလူတွေများလာတဲ့ခါမှာသူ့မှာပြင်ဆင်မဲ့အချိန်မရှိတော့ဘူးဒါပေမဲ့အမှရှိတဲ့သခင်ယေရှုမိခင်ကြီးဖြစ်တဲ့မာရိကတော့ယေရှုကသူ့သားယေရှုကဘာလုပ်နိုင်လဲဖခင်သားယေရှုကဘာလုပ်နိုင်လဲဆိုတာသိတယ်အဲ့ဒီချိန်မှာပွဲအုပ်တွေကအိုးလူတွေများလာတယ်ဒါပေမဲ့စပစ်ကြီးကုန်သွားတယ်လို့ပြောတဲ့အခါမှာယေရှုမိခင်ဖြစ်တဲ့မာရိကဘာပြောလဲဆိုတော့ယေရှုကိုတော့ပြောပါလို့ပြောတဲ့အခါမှာယေရှုကငါအချိန်မရောက်သေးဘူးလို့ပြောတယ်ဒါပေမဲ့အဲ့ချိန်မှာစပစ်ကြီးကုန်သွားတဲ့အခါမှာယေရှုကိုပွဲအုပ်လုပ်တဲ့လူတွေကပွဲစီစဉ်တဲ့လူတွေကပြောတဲ့အခါမှာယေရှုကဘာပြောလဲဆိုတော့အဲ့ဒီမှာရှိတဲ့စင်ဦးတွေကိုတီချာစီးထားပါပြီးလို့ရှိရင်ရေကိုထည့်ပါလို့ပြောတယ်ဆိုတော့အဲ့ဒီနေရာမှာဘာလဲဆိုတော့ဒီစိတ်ဦးတွေပြောင်းသွားတဲ့အခါမှာအထဲမှာလူတွေဖန်တီးထားတဲ့လူတွေပြုတ်လုထားတဲ့တစီးတွေမကတ်တော့ဘဲနဲ့ရေဆိုတဲ့ကျွန်တော်တန်ရှင်းတဲ့ရေထည့်ပြီးမှရေလျှော့ထည့်ခိုင်းတဲ့အခါမှာထည့်ပြီးတဲ့မှာယေရှုကပြောဆိုအဲ့ဒီခုစပစ်ရည်တွေကိုအဲ့ဒီရည်တွေကိုတဲ့ပွဲအုပ်ကိုပြီးပါလို့ပြောတဲ့အခါပွဲအုပ်ဒီကအဲ့ဒီရည်ကိုပြီးတဲ့အခါမှာစပစ်ရည်ဖြစ်လာတဲ့အခါမှာပွဲမှာမင်္ဂလာဆိုပွဲမှာလာတဲ့လူတွေကတောက်တော့တဲ့အခါမှာဘာပြောလဲဆိုတော့သူများမင်္ဂလာဆောင်ပွဲမှာဆိုရင်တော့ကောင်းတဲ့အရာကိုအရင်ကျွေးပြီးတိုက်ပြီးမှမကောင်းတဲ့ဟာနောက်မှတိုက်တယ်တဲ့ဒါပေမဲ့ဒီမင်္ဂလာဆောင်ပွဲမှာကျတော့မကောင်းတာကိုအရင်တိုက်ပြီးမှတဲ့ကောင်းတာကိုနောက်မှတိုက်တယ်လို့ပြောကြတယ်ဒါပေမဲ့ပရိသတ်ကြီးရဲ့မတိလိုက်တဲ့အရာကပရမတိုက်တဲ့စပီးဝယ်ကလူဒီပြင်ဆင်ထားတဲ့အရာဖြစ်တယ်ဒုတိယတိုက်တဲ့စပီးကယေရှုပြင်ဆင်ထားတဲ့အရာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာ
လူအနေနဲ့ပြင်ဆင်ထားတဲ့အရာရှိတယ်ကောင်းတယ်တို့ပြီမဲ့လေအသက်တာထဲမှာသရှင်တော်ဝိညာဉ်တော်တမန်တော်ဝတ္ထုအခန်းကြီး1ထဲမှာရှိတဲ့သူသရှင်တော်ဝိညာဉ်တော်ရောက်လာတယ်သူယေရှုအဖြစ်အသက်တာထဲမှာကင်းဝတ်လာတယ်ယေရှုနဲ့အသက်ရှင်လာတဲ့အခါမှာလူအနေနဲ့ကျွန်တော်ပြင်ဆင်ထားသောအရာတွေတဲ့ဖယားတခင်အတူပါရှိတဲ့အခါမှာဖယားကထူးခြားသောအရာကိုမြင်သိစေတာဖြစ်တယ်သူနည်းလည်းကောင်းပဲကျွန်တော်ဘဝကရဲလူပေါ့နော်ကျွန်တော်ဘဝကတုံညဘာမှမဟုတ်တော့ဘူးလုံးဝဘာမှမရှိတော့ဘူးဆိုတဲ့အချိန်မှာအသက်တာကိုတန်ရှင်းချင်းလုပ်ပါအသက်တာထဲမှာဖယားကထူးခြားစွာတန်ရှင်းသောဝိညာဉ်တော်တခင်ယေရှုနေရာယူလာတဲ့ခါမှာအသက်တာမှာမဖြစ်ဘူးမကြုံဘူးမရဘူးတဲ့ယူပါယုံလေးတခါမှမခံစားဘူးတဲ့ဖယားတခင်အထီးတူရှင်းနေမရဘူးတဲ့ဖယားတခင်အိမ်မက်ယူပါယုံလေးမကြားဘူးတဲ့ဖယားတခင်အတန်တော်ကိုကြားရမှာဖြစ်တယ်ဒီကာနမင်္ဂလာဆောင်ပွဲမှာလူတွေပြင်ဆင်ထားတဲ့အရာတွေကောင်းပြီမဲ့အဲ့ဒီအရာတွေကိုအချိန်အတိုင်းအတာတစ်ခုရောက်လာတဲ့ခါမှာကုန်သွားပါတယ်ဒါပေမဲ့ယေရှုပြင်ဆင်ပြီးထားတဲ့ရေကနေစပိကြီးဖြစ်လာတဲ့ရှကာကလူတွေတောက်သုံးတဲ့ခါမှာတဘာဝအထက်ကောင်းသွားတာဖြစ်တယ်ဒီယုံကြည်သူတွေလူငယ်တွေလူကြီးတွေအသက်တာထဲမှာကြောင်းတက်ကြတယ်ပိုက်ဆံရှာကြတယ်ကြောင်းတက်တယ်အလုပ်တွေကြိုးစားကြတယ်ဒါပေမဲ့ကျွန်တော်တို့ကြိုးစားထားသောအရာတွေထက်တန်ရှင်သောဝိညာဉ်တော်သူယေရှုခရစ်အသက်တာထဲမှာရှိလာတဲ့ခါမှာထူးခြားမှုဖြစ်လာတယ်သူနေ့လည်းကောင်းပဲဘဝမှာရစားမရှိတော့ဘူးတုံညံ့ဘဝလို့သင်ခံစားနေတယ်ဆိုရင်သင်ရဲ့အသက်တာထဲမှာတန်ရှင်သောဝိညာဉ်တော်သူဘုရားသခင်သူယေရှုကိုဖိတ်ခေါ်လိုက်ပါသင်ရောက်တဲ့နေရာမှာဘုရားကသင်ကိုကောင်းချီးပြီးမှဖြစ်ပါတယ်ဒါကြောင့်ကာနမင်္ဂလာဆောင်ပွဲမှာသူတို့သားကစိတ်ပူပန်ပြီးမှသူရဲ့တက်တာထဲမှာမနီတော့ဘဲနဲ့ဒီပွဲစီစဉ်တဲ့လူတွေကစပိကြီးကုံတဲ့အကြောင်းကိုပြောတဲ့ခါမှာပွဲစီစဉ်တဲ့လူတွေကစီစဉ်တဲ့ခါမှာအကောင်းဆုံးသောစပိကြီးကိုရလာတဲ့ကဲတော့မိတ်ဆွေရဲ့တက်တာထဲမှာအတင်းတော်မှာမိသားစုမှာအတိုင်းအဝိတ်ထဲမှာဒီနေ့သူယေရှုကိုနေရာပေးလိုက်ပါမိတ်ဆွေတက်တာထဲမှာထိုးခြားတော့အရာကိုမြင်တွေ့မှာဖြစ်ပါတယ်ဒါကြောင့်တုံမြတ်ဘဝကနေပြီးမှဟဲရူဘဝအထီးကြောင့်ဖူးလို့ငါဒီနေ့ယေရှုခရစ်ပဲလိုအပ်တာဖြစ်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ